Okay ကျွန်တော်အခုတော့ထဲဝင်မှာဖြစ်ပါခင်ဗျာ Let's go go ding ဒီဆိုင် ဒါတော့ကျွန်တော်စိုက်ခင်းထဲတော့မှာဖြစ်ပါခင်ဗျာကျွန်တော်အခုတဘာဝစိုက်ခင်းထဲကိုတော့ပါဒီနေရာကဘာနဲ့ဘယ်နေရာနဲ့တူလဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံကချင်းပြည်နယ်ကစိုက်ခင်းထဲနဲ့တူပါတယ်ချင်းရဲ့စိုက်ခင်းနဲ့တူတယ်ဟိုးဘောမှာမြောက်တွေအများကြီးပဲဒီမှာချင်းမောင်းလေးတဘာဝချင်းမောင်းလေးโอเคမလေးရှားမှာဖြစ်ပါရဲ့ဒါတင်မော်တီโอ้ဒီမှာရောတင်မော်တီပြင်တီဂျီဖြစ်ပါရဲ့တီဂျီဟုတ်ဆက်ပါဦး ဟယ်လိုပင်ပန်းနေပြီ ပြင်ပန်းနေပြီတဲ့ ရင်လာတော့ကလည်းယူတော့တုတ်စားတာ မာပူဖြစ်ပါရဲ့ဒီမှာမာပူ ဒီမှာဒါပြပါတုတ်စားလို့အရင်ကောင်းတယ်လေနည်းနည်းထုံတဲ့ဟာလေ ထုံရက်လို့ထုံရက် မာပူဖြစ်ပါရဲ့ မပြေလို့နော်ထုံရက်လို့ပဲခေါ်တော့ချင်းမောင်ရက်တွေပါအဲ့ဒါချင်းမောင်ရက်တွေပါအရင်ကောင်းအပြည့်စိပြင်စင်ကတော့ပေါက်စားလေးတွေပဲရှိပါလေဘီဖြစ်ပါရဲ့ဘီရန်ချင်းမောင်မင်းဟောရဟောရလည်းဆိုင်ထားမင်းဟောရတဘာဝမင်းခွာရလာဆဆလေး ဒါလည်းကြောင်းအဲ့တော့ကျွန်တော်ဆိုဘုံရက်လောက်ခေါ်ပါတယ်ကိုသားနဲ့ချင်းရမ်းလိုက်ပါတယ် em lại rồi có làm mồm lại ဝယ်ချင်းနဲ့တွေလည်းအော်ဒါမှာလောက်ရမှာကြောင်းညာပြီလေ အဲ့ဒါချန်မောင်ဖြစ်ပါတယ်ချင်းဘောင်းချန်မောင်ဖြစ် အဲ့ဒါမှမရှင်းနာနာရှင်းနာနာဒီလောက်ဝင်ဘောဘောကတည်းကလည်းမရှိရမရှိ အကောင်မလာတော့မအမရပါနဲ့ဖြစ်ပြတာက ကျွန်တော်ပွဲလိုက်ဝယ်လိုက်တယ်တော့ကဒီလိုမှပြရတော့ဟုတ်တယ်ဒီလိုဖြစ်နေ တော့ပင်အန် ကိုလည်းစားလို့ရတယ်တော့ရွက်လည်းစားလို့ရမ်းကောင်းပါတယ် ကဲဘီဒီထဲဝင်ရတဲ့ feeling လေးတစ်ချက်လောက် လာဝကနဲ့မဆိုင်ပါဘူးဒီချောင်းဝဲထားတော့ ရွက်တဲ့ရောက်တယ်လို့ခံစားရတယ်မလား ဒါတော့ကျွန်တော်တို့အကုန်လုံးပေါင်းပြီးဝယ်ထားတဲ့မလေးရှားခြံလေးဖြစ်ပါတယ်ဒါကျွန်တော်တို့အကုန်လုံးပေါင်းပြီးခြံလေးဖြစ်ပါတယ် ဒီမှာ ဂွေးတော့ရဲ့ဒီမှာဂွေးတော့ရဲ့ ရမ်းစားခြင်း နည်းနည်းလေးတဘာဝအစိမပါ ဒီလိုတင်ပါတယ်လို့ညံ့ညံ့ပါလား နောက်တစ်ခါလေးလိုက်ကြပြီးမှဖြစ်ပါတယ်ခုချိန်မှာရန်ပင်ပြန်လိုက်အောင်မယ် ဟာဟိုမလာဘူးဘူဘုံ ဒါတော့ချမောင်ရွက်ဖြစ်ပါတယ်ကျွန်တော်ကတော့သူမှမချစ်တဲ့ကောင်ဖြစ်ပါတယ် ဟာ ဟိုမလောက်ရိုက်နေ သူများတော့ဒါချင်မောင်လို့ခေါ်တာပဲအမကတော့ကျွန်တော်မောင်လို့ခေါ်တယ် အဲ့မှာကွယ်ရှမ်းပိုင်ချင်းရဲဒီကချီမောင်လို့ခေါ်ပါတယ်အမကတော့တော့မောင်လို့ခေါ်ပါတယ် อันกำเยอะဖြစ်ပါတယ်อันกำเยอะอันกำเยอะဖြစ်ပါတယ်ကျန်လာနေမူရဖြစ်ပါတယ်တက်တော်နေမူပါ ကျွတ်သွန်မိတ်မှာပါ ကိုပြတာနေမူပါလား Intek nó rong mây xét về Intek nó rong dạy
မပေါက်တော့ အဲ့ဒါမြောင်းကြည့်ပါလေခတ်လို့လေးရတယ်မိုးလာရင်တော့ခတ်လို့ရတယ်မလား မူရရင်တော့ရှိတယ်မူရဘူးဆိုတော့ရောင်းလာတယ် ညနေတည်း အိုးပိုစနန်ပင်လေ အင်းငါနဲ့ဒေတာလေးဟိုမှာပုံးနေလေ ပိုစနန်ပင်လေဟေး အာနုရက်တေခိုင်းတာ အားလေးလေး လေးပြမှာခရဲ အဲ့ဒါပုံကလေးရှိတယ်လေ ဟုတ်လားလက်တော့ရှိမှာပါ ဒီအောက်လမ်းအင်းတွေလေအဲ့ဒါနဲ့ခတ်တာဟိုအပေါ်ကနေတော့တာအပေါ်ကိုအင်းဆောင်မဲတဲ့ကုံလုံးစိတ်ပြီးအဲ့ဒါနဲ့အေးစီမဒီမှာခုဝင်နဲ့ စိတ်တယ် အဲ့ဒါနဲ့ဟိုဖက်ပါလေ